ကျမတို့ခံတည်ထားတဲ့ဒီ negative emotions ပေါ့နော်တကယ်အနှုတ်သဘောဆောင်တဲ့ကျမတို့ဒီစိန်ခေါ်နေတဲ့ကျမတို့ရဲ့ emotions တွေဒီ toxic ဖြစ်စေတဲ့အစိတ်သင့်စေတဲ့ဒီ emotions တွေကနေလွတ်မြောက်သွားတာဖြစ်တယ်အဲ့အတွက်ကျမတို့ဒီခွင့်လွှတ်ပေးရဲဆိုတာကိုယ့်ကိုအပြစ်လုပ်ထားတဲ့သူတစ်ယောက်ကိုခွင့်လွှတ်တာထက်ကိုငြိမ်းချမ်းမှုပေးလိုက်တာအရာတိုင်းကိစ္စတိုင်းမှာကခွင့်လွှတ်ပြီးသွားလဲပြန်လဲတင့်မြတ်ဖို့ဟာမလိုအပ်ပါဘူးပေါ့နော်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ခွင့်လွှတ်လိုက်တယ်ဒါပေမဲ့ဘလို့မှပြန်လဲတင့်မြတ်လို့မရတော့တဲ့အခြေအနေတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ခွင့်လွှတ်ခြင်းမရှိဘဲနဲ့ပြန်လဲတင့်မြတ်လာရင်ဒါကထပ်ခါကျမတို့ဒီလိုမျိုးပျက်စီးရာတွေပြိုလဲတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့အတွက်ခွင့်လွှတ်လိုက်တယ်ဒါပေမဲ့မမေ့ဘူးဆိုတာလဲမှန်ပါတယ်ပေါ့နော်ကျမတို့ခွင့်လွှတ်လိုက်တယ်ဆိုတာကခုနကကျမပြောခဲ့သလိုမျိုးပေါ့နော်ဒီလူတယောက်ကိုပေါ်မှာမားလုပ်ခဲ့တဲ့အရာတွေကိုခွင့်လွှတ်လိုက်တာထက်ကျမတို့ရဲ့ဒီ emotional burden ကြီးပေါ့နော်ကိုဒီကိစ္စကြောင့်ဖြစ်လာတယ်ကိုရဲ့ခံစားချက်အလုံးကြီးဒီအဆိုင်အခဲကြီးဒါကြီးကိုကျမတို့လွတ်ချလိုက်